마가ယောက်ျားလေးဝေမရောင်းဘူးလားဆိုတဲ့အခါကျတော့ကျွန်မယောက်ျားလေး sport shirt ကိုစတင်ပါတယ်ဒီယောက်ျားဝေ sport shirt ကလည်းအင်မတန်မှလှတော့လေးပါနော်အရန်ကိုလှတယ်ပြီးတော့သူကအမြင့်လိုင်းမှာနော်အမြင့်လိုင်းမှာအသားလေးကိုကြည့်ပါလုံးဝအမြင့်လိုင်းခြီသား100 ရာခိုင်နှုန်းခြီသားဘယ်ဘေးမှာအလှလေးတက်ထားသလိုသူ့ရဲ့ဒီမှာဘယ်ပဲရင်အောင်မှာလဲ Adidas ဆိုတဲ့တစ်စိတ်ကလေးပါပါတယ်လုံးဝအမြင့်လိုင်းလေးပါနော်အမြင့်လိုင်းလေးပါတစ်ထည်ချင်းစီအပြင်မှာဝယ်ဘူးတဲ့လူတွေသိပါတယ်ကျွန်မတစ်ထည်ချင်းစီဈေးကိုတောင်မှဈေးနှုန်းမှန်ကန်စွာနဲ့ပဲကျွန်မရောင်းပေးမှာပါတစ်ထည်ကိုကျွန်မ2300နဲ့လည်းရောင်းပေးမှာပါအမြင့်လိုင်းပါကျွန်မနားမှာ 3XL 4XL 5XL ဆိုပြီးတော့3မျိုးလာပါတယ်ဒီ3မျိုးကို 3XL ဆိုရင်ဒါ 3XL ပါ 3XL ဆိုရင်ကျွန်မတို့ပေါင်ပေါင်90ကနေပေါင်130ဒါ 3XL ပေါင်90ကနေ130 3XL မှာဒီ2ရောင်ရနိုင်ပါတယ်เนาะ 4XL ဆိုရင်ပေါင်120နဲ့ပေါင်130ချာဒါ 4XL ဒီရောင်ရနိုင်ပါတယ်ကြည့်ထားပေးပါเนาะဒါ 4XL ဒီရောင်ရနိုင်ပါတယ်ပေါင်120ကနေ130ဒါဆိုရင် 5XL 5XL ဆိုရင်ပေါင်130ကနေပေါင်160အထိရပါတယ်ဘိုက်ပူသမားတွေအတွက်လည်းအေးစစ်စစ်အဆင်ပြေပါတယ်เนาะဘိုက်ပူသမားတွေအတွက်လည်းအဆင်ပြေပါတယ်100 ရာခိုင်နှုန်း 100% cotton ပါเนาะ 100% cotton ပါ cotton သားစစ်ပါအရန်အသားကောင်းတော်လေးပါเนาะဒါကတော့အနက်ရောင်လေးပါအနက်ရောင်ကျတော့ဒီတစ်ထည်လေးပဲပါတာ 5XL တစ်ထည်လေးပဲအနက်ရောင်လေးပါတာပါကျွန်မနာဝယ်ယူအားပေးလို့ရပါတယ်ဒီမှာလည်း edited တစ်စိမ့်လေးနဲ့ပါเนาะကျွန်မနာဝယ်ယူအားပေးလို့ရပါတယ်တစ်ထည်မှ2300ထဲပါဈေးနှုန်းမှကန်စီရပါမယ်ကျွန်မကပြင်ဦးလင်ကပါเนาะရေရှည်လောက်စားမှဖြစ်တဲ့အတွက်ကျွန်မညာလဲမရောင်းရဲပါဘူးเนาะကျေးဇူးအများကြီးတင်ပါတယ်ပြောနေကြစကားလေးရောက်စတိုင်းပေါ်မှာဖျားတင်ကောင်းကြီးပေးပါစေ